ဟိုးရှေ့ရှေ့တုန်းကတောအုပ်ကြီးအခုမှအယံကိုရက်ဆက်တဲ့ချင်းသေးမင်းတစ်ကောင်ရှိတယ်။သူဟာတွေ့သမျှတောကောင်တွေကိုလိုက်လံစားတောက်လွန်လို့တောကောင်လေးတွေဟာကြောက်လန့်ပြီးအစည်းအဝေးတစ်ခုလုပ်ကြပါတော့တယ်။နောက်ဆုံးမှာတော့တောကောင်လေးတွေဟာချင်းသေးမင်းစီကိုတွားပြီးတောင်းပန်ကြတယ်။ချင်းသေးမင်းကြီးခင်ဗျာကျွန်တော်မျိုးတို့ကိုဒီလိုမျိုးလိုက်မဖမ်းပါနဲ့တော့အဲ့ဒီအစားကျွန်တော်တို့ကပဲတနေ့ကိုတားကောင်တကောင်စီအလဲကြလာဆက်တာပါမယ်လို့ပြောလိုက်ကြတယ်။ချင်းသေးကြီးကဟင်းဟောက်ပြီးကောင်းပြီဒါပေမဲ့တရက်လေးတောင်ပြက်ကွက်လို့မရဘူးပြက်ကွက်တာနဲ့မင်းတို့အားလုံးကိုငါအကုန်တတ်စားမယ်လို့ချင်းချောက်လိုက်တယ်။တနေ့မှာတော့အလဲကြတာကညံကောင်းတဲ့ယုံကလေးတစ်ကောင်ပါယုံကလေးဟာချင်းသေးစီကိုတမင်တကာဖြည်းဖြည်းချင်းလမ်းလျှောက်သွားပြီးနောက်ကျမှရောက်သွားခဲ့တယ်။ချင်းသေးကြီးကဘိုက်စာလွန်လို့ဒေါသတွေထပ်ပြီးဟေးယုံစုပ်မင်းကဘာလို့ဒီလောက်တောင်နောက်ကျနေရတာလဲပြီးတော့မင်းလိုအကောင်တိတ်တိတ်လေးတကောင်လဲဆိုတော့ငါ့ဘိုက်ကဘယ်ဝမှာလဲလို့အော်ဟစ်လိုက်တယ်။ယုံကလေးကကြောက်လန့်ဟန်းဆောင်ပြီးဝတ်တော်ကဖြောလိုက်တာကတောင်းပန်ပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးလို့အုပ်စုလိုက်လာတာပါဒါပေမဲ့လမ်းမှာအရှင်မင်းကြီးထဲပိုခွန်အားကြီးရလို့ပြောတဲ့တခြားချင်းတဲ့တကောင်ကကျွန်တော်တငယ်ချင်းတွေကိုဖမ်းဆလိုက်လို့ပါချင်းတဲ့ကြီးဟာထုထကြီးတဲ့သူရှိတယ်ဆိုတော့ပိုပြီးဒေါသထွက်သွားတယ်ဘာဒီတော့ထဲမှာငိုက်ထကြီးတဲ့သူရှိသေးတယ်ဟုတ်လားအဲ့ဒီကောင်ဘယ်မှာလဲအခုချက်ချင်းငါ့ကိုလိုက်ပြစမ်းယုံကလေးကဟုတ်ကဲ့ပါအရှင်လိုက်ခဲ့ပါဆိုပြီးချင်းသေးကြီးကိုရေတွင်းအဟောင်းကြီးတစ်ခုစီခေါ်သွားတယ်ပြီးတော့အရှင်အဲ့ဒီချင်းသေးကဒီတွင်းထဲမှာပုံနေတာပါချင်းသေးကြီးကရေတွင်းထဲကိုငုံကြည့်လိုက်တဲ့အခါကြီးလေးနေတဲ့ရေပြင်းပေါ်မှာသူ့ရဲ့အရိပ်ကိုမြင်လိုက်ရတယ်ချင်းသေးကြီးကသူ့အရိပ်ကိုတခြားချင်းသေးအစ်စ်ထင်းပြီးဝုန်းလို့ဟင်းဟောက်လိုက်တဲ့အခါရေတွင်းထဲကလည်းပဲ့တင်တန်ပြန်ထွက်လာတယ်ချင်းသေးကြီးကဒေါသတကြီးနဲ့ငါကိုရန်ဆော့ရဲသလားတေးပြီးတော့လို့အော်ပြီးရေတွင်းထဲကိုခုန်ချလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ချင်းသေးမိုက်ကြီးဟာရေနစ်ပြီးတေဆုံးသွားခဲ့ပါတယ်ယုံကလေးဟာတောတဲ့ကိုပြန်လာပြီးတငယ်ချင်းတို့ရေချင်းသေးကြီးမရှိတော့ဘူးငါတို့အားလုံးလွတ်လပ်သွားပြီလို့ဝမ်းတာအားရပြောလိုက်ပါတယ်တော်ကောင်လေးဒီအားလုံးလဲယုံကလေးရဲ့ပညာရှိမှုကိုချီးမြှောက်ပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်